မလီကိုကကျမကိုချစ်လုံးလို့အလုံးထွက်ခိုင်းတယ်ဘယ်ကလားအဲ့ဒါဝင်ငွေနဲ့ပတ်သက်ပြီးအကြမ်းဖက်ခံရတာအဲ့တော့ငါပေးတာကိုပဲသုံးရမယ်ငါ့ကိုတခုမှပြန်မပြောနဲ့အိမ်တောင်ဝန်လောက်ရမယ်ခလေးတွေမွေးအိမ်လုတ်တွေလုတ်ဒါတွေဟာအကြမ်းဖက်ခံရတာလို့ခေါ်တယ်မင်္ဂလာပါအမကြီးမင်္ဂလာပါဟုတ်အမဒီနေ့ပေါ့နော်ဒီအပြင်လောကမှာလူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့အိမ်တော်ရှင်မရဲ့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးရုံထွက်ရမလဲဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာလေးအမတစ်ချက်တော့ပြောပြပေးပါအောင်ရှင်အိမ်တွင်းအကြမ်းဖက်မှုကအားလုံးပေါင်း9မျိုးရှိရရှင်ဟုတ်ကဲ့ရိုက်မှနှက်မှ physically ပေါ့နော်အကြမ်းဖက်ခံရတာတစ်မျိုးနောက်တစ်ခုကじゃလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာကိုကစိတ်ဝင်စားပြီပဲလေဟိုဘက်ကအတင်းကာရောပေါ့နော်ဒီလိုမျိုးတွေနှိပ်စက်တယ်လို့မျိုးဖြစ်သွားတာပေါ့ကိုဘက်ကစိတ်ဆန္ဒမပါပဲဒါမျိုးနှစ်ခုရှိပြီနော်နံပါတ်3ကကြတော့ဗာလဲဆိုတဲ့ခါကျတော့နှုတ်ချမ်းရှာချမ်းနဲ့ကိုရှက်ရအောင်စိတ်ဆင်းရဲရအောင်အကြမ်းဖက်ခံရတာနောက်ထပ်တစ်မျိုးကကြတော့စိတ်ပိုင်းဆိုင်ရာစိတ်ဆင်းရဲအောင်အကြမ်းဖက်ခံရတာဟုတ်ဒါမျိုးဥမာမင်းမသွားအောင်မင်းမလာရဘူးမင်းအိမ်ထဲမှာပဲနေရမယ်ချက်ပိတ်ပြီးထားတာဒါမျိုးပေါ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုရိုက်ချိုးပလိုက်တာတွေပေါ့နော်ဒါဟာအကြမ်းဖက်ခံရတာပေါ့နော်မင်းဟိုယောက်ျားနဲ့ဖောက်ပြန်နေလားဒီယောက်ျားနဲ့ဖောက်ပြန်နေလားမင်းဒီယောက်ျားလေးနဲ့အလုပ်တွဲပြီးမလုပ်ရအောင်ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကကြစိတ်ဓာတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရအဲ့တော့ငါကကြတော့ဘာလဲဆိုတော့စီးပွားရေးဝင်ငွေနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်ခံရတာဒါမြန်မာပြည်မှာတော်တော်များများအကြမ်းဖက်ခံဒါပေမဲ့အမျိုးသမီးတော်တော်များများသူတို့ကိုသူတို့မသိဘူးเนาะမလီကိုကကျမကိုချစ်လုံးလို့အလုံးထွက်ခိုင်းတယ်ဘယ်ကလားအဲ့ဒါဝင်ငွေနဲ့ပတ်သက်ပြီးအကြမ်းဖက်ခံရတာဟုတ်ကဲ့အဲ့တော့ကိုကလေကျမကိုချစ်လုံးလို့လေဒီလူတွေနဲ့လေဟိုတဝင်းတိုလုံးလို့လေယောက်ျားတွေနဲ့အလုံးတွဲပြီးပေးမလို့ဘူးမဟုတ်ဘူးဒါစီးပွားရေးဆိုင်ရာအကြမ်းဖက်ခံရငါပေးတာကိုပဲသုံးရမယ်ငါ့ကိုတခုမှပြန်မပြောနဲ့အိမ်တောင်ဝန်လောက်ရမယ်ခလေးတွေမွေးအိမ်လုတ်တွေလုတ်ဒါတွေဟာအကြမ်းဖက်ခံရတာလို့ခေါ်တယ်။အဲ့ဒီအကြမ်းဖက်ခံတဲ့9ခုရှိရ။နောက်ရှိသေးရဲ့ငါပေးတာတွေလောက်အောင်သုံးပြန်ပြီးတော့စောတကမတက်နဲ့။တရားမှာအဲ့လိုမျိုးတွေပေါ့နော်။အဲ့တော့ဒီထဲကနေရုံထွက်ဖို့ကတော့မဖြစ်နိုင်ဘူးကိုချစ်တဲ့ယောက်ျားတယောက်ကိုဒါပေမဲ့ဒီလိုယောက်ျားကိုရွေးချယ်မိပြီဆိုလို့ရှိရင်ငါခံနေရတာလား။တကယ်ရောဒီယောက်ျားချစ်ရလားမနာလို့ဖြစ်နေရလားဆိုတာသိရလို့ရှိရင်ကိုယ့်ဘက်ကိုဆုံးဖြတ်လို့ရတာပေါ့နော်။ဟုတ်ကျေးဇူးပါ။